ကိုရီးယားရဲ့နာမည်ကြီးဆိုမီဇက်လန်တဲ့၄ကနံပါတ်1ကင်းတန်ဒီဇက်လန်လေးတော့အားလုံးသိကြမယ်ထင်ပါတယ်ဘာဖြစ်လို့ Netflix ရဲ့ပထမဆုံးကိုရီးယားနွမ်းဒီဆိုမီဇက်လန်တွဲပါစီဇန်အနေနဲ့1 2019မှာထွက်ရှိလာပြီးတော့စီဇန်2တော့2020မှာထွက်ရှိတာပဲအထူးပိုင်းအနေနဲ့တော့ဒီ Action of the Now ဆိုပြီးတော့2021မှာလည်း movie တကားထွက်ရှိထားပါတယ်ကျွန်တော်ဇက်ကားရေးမှာမျှော်နေတဲ့ကားဆိုလို့ဒီကားလေးလည်းပါပါတယ်စီဇန်2ထွက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒီကားလေးကိုအဲ့တော့ဂျွန်ဆုတ်ရဲ့ကိုရီးယားနိုင်ငံ16ရာစုနောက်ပိုင်းဘရင်ဟာဆူဆူရဖျားနာပြီးတော့တည်သွားခဲ့ပါတယ်ဒါပေမဲ့တကယ်တော့တက်ရှင်အောင်လုပ်တဲ့စီကိုမင်းကြီးကိုထိုးခဲ့တာကဇွန်ဘီဖြစ်ပြောင်းသွားခဲ့တာပါဘရင်ကိုလူတွေမမြောင်နန်းတော်ထဲပိတ်ထားပြီးတော့ဘရင်အစ်စ်မြောက်ဖို့စူးစမ်းနေတဲ့ဝန်ကြီးချုပ်ချိုဟဟင်းကလည်းသူ့ရဲ့သမီးနဲ့ပေါင်းပြီးတော့လှုပ်ကြံဖို့လုပ်နေပါတယ်အဲ့ဒီလိုချိန်မှာပဲမင်းသားလီချန်ကဖခင်ကိုတွားကြည့်ချင်ပေမဲ့ဝင်ခွင့်မရခဲ့ပါဘူးတန်တရားဖြစ်လာပြီးတော့တကူတော်အမှန်တရားရှာဖို့အတွက်နန်းတော်ကထွက်ပြေးလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတောင်ပိုင်းကဆင်းရဲတဲ့ရွာလေးတစ်ရွာမှာဇွန်ဘီဗိုင်းရပ်စ်တွေစတင်ပြန့်နှံ့သွားပြီးတော့တညတဲ့နဲ့တင်တနိုင်ငံလုံးဇွန်ဘီတွေပြေကုန်ပါတော့တယ်မင်းသားလီချန်ကသူ့လူတွေနဲ့အရန်တော်တဲ့တမားတော်ဆိုဘီရောင်းတဲ့အတူပေါင်းပြီးတော့နိုင်ငံတော်ကိုကယ်ဖို့ပုံကန်တဲ့သူတွေကိုအမျက်ရှင်းပြီးတော့ဇွန်ဘီတွေကိုအမျက်ထွက်ဖို့စတင်စူးစမ်းပါတော့တယ်။ဒီကတော့ဇွန်ဘီတွေကပ်ဘေးကိုရှက်တက်မှုတဲ့ရုံးကန်နေရတဲ့ဇက်လန်လေးပါအရန်ကောင်းတဲ့ဇက်ကားလေးဆိုမှတ်ပါတယ်ကျွန်တော်တော်တော်လေးကြိုက်တဲ့ကားထဲမှာဒီကားလေးလည်းပါပါတယ်။ဒီနဲ့လီချန်မင်းသားကညံကောင်းပြီးတော့တက်တိကြီးပြီးတော့နိုင်ငံအသက်ဆွမဲ့လူတယောက်ပါဆိုဘီအောင်သူကတော့အရန်တော်တဲ့သမားတော်လေးတယောက်ပါဂျိုဟတ်ချင်းသူကတော့အာနာယူဝန်ကြီးချုပ်ရက်ဆက်တဲ့သူတယောက်ပါမိဖုရားချိုကြီးတာယောက်ျားလေးမွေးကျင်လို့ဘာမဆိုလောက်တတ်တဲ့သူတယောက်ပါအွန်ဂျွန်ဘုံမင်းသားရဲ့ကိုရံတော်ဖြစ်ပါတယ်အဓိကတရုတ်ဆောင်နေနဲ့အားလုံးကသိကြတဲ့မင်းသားဂျွန်ဂျီဟွန်မင်းသမီးဘယ်ဒိုနာနဲ့အခြားနာမည်ကြီးတရုတ်ဆောင်များစွာပါဝင်ထားပါတယ်ရေတင်အနေနဲ့ဆိုရင်လည်း IMDb 8.2 တောင်ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်နံပါတ်2 All You Are Star ဒီဇာတ်ကားလေးကတော့အားလုံးသိကြတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇက်ကားလေးကတော့ကျောင်းသားဇွန်ဘီဇက်ကားလေးပဲဖြစ်ပါတယ်ဒီဇက်ကားလေးကိုတော့2022ခုနှစ်ဇန်နဝါရီလမှာ Netflix ကနေထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းအနေနဲ့စီဇန်1ထိတော့ထွက်ရှိထားပါပြီအခုလက်ရှိကတော့စီဇန်2ကိုတော့2025မှာရိုက်ကူးနေတယ်လို့တင်ထွက်ရှိထားပါတယ်ဇက်လန်လေးကတော့ဟောင်ဆောင်မြို့တွေကဟောင်ဆောင်ဆိုတဲ့အထက်တန်းကျောင်းလေးမှာဇွန်ဘီဗိုင်းရပ်စ်တွေပြန့်နှံ့နေတဲ့ဇက်လန်လေးပဲဖြစ်ပါတယ်ဒီဗိုင်းရပ်စ်ကိုဇီဝဗေဒဆရာလီဂျွန်ဆန်ကဖန်တီးခဲ့တယ်ပါသူ့တာကိုအနိုင်ကျင့်ခံနေရနေကာကွယ်ဖို့လုပ်ခဲ့ပြီးမြဲလေဗိုင်းရပ်စ်ကထိမ့်မထားမနိုင်တော့ဘဲနဲ့အကြောင်းတစ်ခုလုံးကိုဇွန်ဘီတွေနဲ့ပြည့်သွားပါတော့တယ်ကျောင်းသားတွေကအပြင်ထွက်လို့မရတော့ဘဲနဲ့အကြောင်းတင်းမှာပဲပိတ်မိနေကြရပါတယ်အပြင်ကမြို့လူဦးရေကလည်းတဖန်ဆိုလိုဇွန်ဘီဖြစ်ပြောင်းလဲသွားပြီးတော့စစ်တပ်ကမြို့ကိုဘုံကျဲဖို့ထိတောင်ဆုံးဖြတ်လိုက်ကြရပါတယ်အဓိကစက်ကောင်နေနဲ့ချန်နယ်တာသူကတော့ညံကောင်းပြီးတော့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်လီချောင်ဆန်းနန်ယာရဲ့အချစ်အောင်လေးဖြစ်သူရင်းရင်ပြီးတော့တက်တိကြီးတဲ့လူတစ်ယောက်ပါယုံကြည်နဲ့ချမ်းသာတဲ့အင်ကြီးကကြီးပြင်းလာတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ပြင်ကိုကိုဦးစားပေးတတ်တဲ့လူပါဆူဟန်နန်ယာရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်သူလို့စိတ်နှလုံးလှကောင်းမှုသူတစ်ယောက်ပါနမ်အောင်ကြီးကျောင်းသားကောင်းဆောင်လည်းဖြစ်တယ်လို့စီကံကြီးကြက်ပြီးတော့တရားမျှတမှုကိုယုံကြည်တဲ့သူတစ်ယောက်ပါချွန်ဟိုအတန်းလေးကအောက်ကျခံတဲ့ကျောင်းသားတစ်ယောက်လည်းဖြစ်တယ်လို့နောက်ဆုံးအဓိကဇက်ကောင်တစ်ယောက်လည်းဖြစ်ပါတယ်ဇက်လန်လေးက2022ခုနှစ်ကအရန်ဟိုမှာအောင်မြင်ခဲ့တဲ့ဇက်ကားလေးလည်းဖြစ်တယ်လို့တော်တော်များများလည်းဒီဇက်ကားလေးရဲ့စီဇန်2ထွက်ဖို့ကိုတော်တော်များများတောင်းဆိုနေကြတာကားလည်းဖြစ်တယ်လို့အခုကတော့2025မှာတော့ဒီဇက်ကားလေးကိုစီဇန်2ရိုက်ကူးနေပြီလို့တော့သိရပါတယ်2026လောက်မှာတော့ကြည့်ရမယ်လို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်တော်တော်လေးကောင်းတဲ့ကားလေးဖြစ်တဲ့အတွက်ကြည့်ကျင်တဲ့ကားထဲမှာဒီကားလည်းပါပါတယ်ဇွန်ဘီကားကောင်းတကားပြပါဆိုရင်တော့ဒီကားကလည်းနာမည်ကြီးခဲ့တဲ့ကားထဲမှာပါပါတယ်ဇက်လန်ကကြောက်စရာကောင်းရုံနေမကပဲလူငယ်တွေရဲ့ဘဝမိသားစုချစ်ချင်းနဲ့တငယ်ချင်းဆက်ဆံရေးလူအဖွဲ့အစည်းရဲ့အားနည်းချက်တွေကိုနက်နက်ရှင်းဆိုင်ထည့်ရိုက်ထားတဲ့ဇက်ကားလေးဖြစ်တဲ့အတွက်ကြည့်လို့အရင်ကောင်းတဲ့ဇက်ကားလေးတကားပါမြန်မာပြည်မှာလည်းအရန်နာမည်ကြီးခဲ့တဲ့ဇက်လန်တွေတစ်ခုဖြစ်တယ်လို့စီဇန်2ကိုလည်းစောင့်နေကြတဲ့လူတွေရှိပါတယ်တရုတ်ဆောင်နေနဲ့ပတ်ဂျီဟွန်ယွန်ချန်ယောင်ချိုယူဟန်နဲ့ပတ်ဆိုလိုမွန်တို့ကအဓိကပေါဝင်တရုတ်ဆောင်ထားပါတယ်ဗေဒီနေနဲ့လည်း IMDb 7.6 တောင်ရရှိတဲ့ဇက်ကားကောင်းလေးတွေကဖြစ်ပါတယ်နံပါတ်3ဆွီဟုံဒီဇက်ကားလေးကတော့အားလုံးတော်တော်များများကြိုက်ကြမဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စီဇန်1ကတော့အရန်ကောင်းပြီမဲ့စီဇန်2နဲ့3ကတော့ free ခဲ့တဲ့ဇက်ကားလေးဖြစ်ပါတယ်စီဇန်1ကဘလောက်ကတော့ကောင်းလဲဆိုရင်တော့ကြည့်ဘူးတဲ့လူဆိုရင်တော့တိလိုက်ပါမယ်စီဇန်2နဲ့3ကတော့တော်တော်လေးကိုမှစုပ်တဲ့ဇက်ကားလို့ပြောလို့ရပါတယ်အဲ့ဒီကိုတော့ Netflix ဆိုတဲ့ရုပ်သံလိုင်းကနေ2020ခုနှစ်ဒီဇင်ဘာလကထွက်ရှိခဲ့တဲ့ဇက်ကားလေးပဲဖြစ်ပါတယ်စီဇန်နေနဲ့လည်းစီဇန်3ခုထိထွက်ရှိလို့ပြီးသွားပါပြီစီဇန်1ကတော့အရန်အားလုံးသိကြတဲ့အတိုင်းပဲစီဇန်1ကတော့အရန်ကောင်းပြီမဲ့စီဇန်2နဲ့3ကတော့အဲ့လောက်ကြီးတော့မကောင်းပါဘူးအဲ့ဒီကတော့ဆောင်းကျုံဆိုတဲ့အထီးကျန်ဆန်တဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ဟာမိသားစုလိုက်ကားမတော်စားမှုနဲ့ဆုံးပါသွားပြီးတော့ကိုကိုအဆုံးစီရင်မှုအဆုံးဖြတ်ထားလိုက်ပါတယ်ပတ်စံလည်းမရှိတော့လို့ဟောင်းနေတဲ့တိုက်ခန့်ကြီးဖြစ်တဲ့ Green Home ဆိုတော့ပြောင်းလာခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့ကဘာသွန်းမှာလူတွေကသူတို့ရဲ့အတွင်းစိတ်ဆန္ဒအတိုင်းဇွန်ဘီအဖြစ်ကိုပြောင်းလဲသွားတဲ့ကပ်ဖေးကြီးဖြစ်ပေါ်လာပါတော့တယ်။အဲကောင်အနေနဲ့ချောင်းဆောင်ချန်ဟုတ်ဆောင်ချန်ကတော့အဓိကဇာတ်လိုက်တယောက်လည်းဖြစ်သလိုစိတ်သက်ကြပြီမဲ့တဖြည်းဖြည်းသူရဲကောင်းဖြစ်လာတဲ့လူတစ်ယောက်ပါ။ချောင်းဆိုကတော့မိသက်သမားတစ်ယောက်အနေနဲ့ပါဝင်တရုပ်ဆောင်ထားပါတယ်။လီယန်ဟွန်းကတော့ဘော့ဂီတာသမားတစ်ယောက်ဖြစ်ပဲပါဝင်တရုပ်ဆောင်ထားပါတယ်။ကီယိုဆိုင်ကတော့ဆေးဘက်ဆိုင်ရာចောင်းသူလေးတစ်ယောက်ပါ
ဆိုယွန်ဂျီကတော့ဘယ်လဲလေးထိတ်တန့်ကတဲ့သူတယောက်ပါနံပါတ်4 happiness ဇာတ်ကားလေးကိုတော့2021နိုဝင်ဘာလက TVN ဆိုတဲ့ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့12ပိုင်းပါရှိပါတယ်ဇက်လန်လီကြောင့်တွားလဲအောင်ဇက်လန်လီကတော့ကိုဗစ်လိုကမ္ဘာတဝန်းကူးစက်ရောဂါကြားရောက်နေတဲ့အချိန်မှာဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ထုတ်လုပ်တဲ့သွေးတိုးဆေးတွေကဘီလက်ဆိုးကျိုးနဲ့လူတွေကိုဗိုင်းရပ်ကူးစက်ခံရသူအဖြစ်ပြောင်းလဲစေခဲ့ပါတယ်လူတွေကဇွန်ဘီတွေလိုလူစားမဟုတ်ပေမဲ့လည်းရေငတ်လာရင်အယူမှုဖြစ်ပြီးတော့လူတွေကိုကိုက်စင်စိတ်ပြင်းပြလာတဲ့ဇွန်ဘီတွေပါကိုက်ခံရရင်လည်းကူးစက်တတ်တာအရန်ကိုမြန်ပါတယ်ပြစကောက်အနေနဲ့ယွန်အေဟီသူကတော့ရဲထူးထပ်ပွဲဝင်မင်းကလေးတယောက်ဖြစ်တဲ့ပြင်ကိုညံကောင်းရင်းရင်းနဲ့သူတယောက်ပါဂျင်ရောကတော့ရာဇဝမှုရှာဖွေရဲမှုလည်းဖြစ်သူညံရှိပြီးတော့အေးအေးစီးစီးနဲ့စိတ်တက်ကြံ့ခိုင်တဲ့လူတယောက်နဲ့ပေါင်တယောက်ဆောင်ထားပါတယ်။နှစ်ယောက်ကလက်ထပ်ထားတဲ့ပုံဟန်ဆောင်ထားပြီးတော့ဒီတက်ခန်းတွေကနေတဲ့လူတွေကိုကယ်ကြရင်နဲ့ကပ်ပြီးမှအတူတူရှင်ကြံရမယ်ကာကွယ်ရေးနဲ့တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ဖြစ်ပေါ်လာမယ့်အချစ်ဆက်လန်လေးရဲ့ဖြစ်ပါတယ်။တယောက်ဆောင်နေနဲ့မင်းသားဘဟောင်စစ်မင်းသမီးဟန်ဝူဂျူတို့ကပါဝင်ထားသလိုတခြားနာမည်ကြီးဝိုင်းတယောက်ဆောင်များစွာလည်းပါဝင်ထားပါတယ်။ဝေဒီအနေနဲ့ဆိုရင်လည်း IMDb 7.7 ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးတွေကဖြစ်ပါတယ်ကဲကျွန်တော်အခုပြောပြပေးခဲ့တာတော့ကိုရီးယားရဲ့နာမည်ကြီးဖြစ်တဲ့ဇွန်ဘီဇက်က၄ကားပဲဖြစ်ပါတယ်ဒီကားလေးကိုဘယ် play တက်တို့အားလုံးလည်းကြည့်ပြီးကြပြီတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်လည်း၄ကားလုံးတော့ကြည့်ပြီးပါပြီကျွန်တော်အခုပြောပြပေးခဲ့တဲ့ဇက်ကားလေးထဲမှာတငယ်ချင်းတို့ရောဘယ်ဇက်ကားကိုကြိုက်လဲဆိုတာ comment လေးမှာမှန်ခဲ့ပေးကြပါဦးကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဇက်ကားလေးကိုကြည့်ကျင်နေဆိုရင်ကျွန်တော်ရဲ့ Telegram group လေးကို join လာလိုက်ပါကျွန်တော် link တွေကို share ပြီးတော့လှုပ်ထားပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်